ဒီမိန်းကလေးဟာအရန်ထူးဆန်းတဲ့သူတစ်ယောက်ပါသူမကိုယ်တိုင်မျက်ရည်ကျအောင်လှုပ်ဖို့မျက်နှာကိုယ်တော်ကိုယ်တိုင်ထိုးလိုက်တယ်ဒါပေမဲ့မလုံလောက်သေးဘူးလို့ထင်လို့မျက်ရည်ကျစေတဲ့ကြက်သွန်နီနဲ့မုံရင်းကိုပါတုံးလိုက်တယ်ဒီလိုလှုပ်လိုက်တာကြောင့်ဘသူမဆိုချက်ချင်းမျက်ရည်ကျနိုင်ပါတယ်ဒါပေမဲ့အကျိုးသက်ရောက်မှုကမိန်းကလေးတစ်ယောက်တည်းပုံမှာပဲမဟုတ်ပဲကုမ္ပဏီဆွေးကိုတော်မျက်ရည်ကျစေခဲ့ပါတယ်အမှန်တကယ်တော့ဒီမိန်းကလေးကပင်လယ်မျိုးနွယ်စုရဲ့မင်းသမီးတစ်ပါးဖြစ်ပြီးမတော်တဆမစ္စတာဂူရဲ့အသက်ကိုကယ်ခဲ့ဘူးသူပါဒါပေမဲ့အဲ့ဒီလိုကယ်ခဲ့တဲ့အချိန်မှာပဲပင်လယ်မျိုးနွယ်စုရဲ့တန်ရှင်းသောအရာဖြစ်တဲ့ပင်လယ်ရဲ့မျက်လုံးဟာမစ္စတာဂူစီကိုမမှတ်မိပဲရောက်သွားခဲ့ပါတယ်အဲ့ဒီအကြောင်းကြောင့်သူမကိုပင်လယ်မျိုးနွယ်စုကနေထုတ်ပယ်ပြီးလူသားလောကထဲကိုပို့လိုက်ပါတယ်တန်ရှင်းသောအရာကိုပြန်ရှာဖို့အတွက်ဖြစ်ပါတယ်ပင်လယ်ရဲ့မျက်လုံးမရှိတော့လို့သူမရဲ့မော်ဆွမ်းအားတွေကလည်းအလုံးမလုံးတော့ပါဘူးအဲ့ဒီအရာကိုရှာဖို့မစ္စတာဂူရဲ့အဆောက်အုံကိုရောက်သွားတဲ့အခါလုံခြုံရေးဝန်ထမ်းတွေကသူမကိုတခိုးလိုမှားယွင်းထင်ပြီးလိုက်ဖမ်းခဲ့ကြပါတယ်အဲ့ဒါကြောင့်မိန်းကလေးကကြောက်လန့်ပြီးကယ်ပါဦးလို့အော်လိုက်ပါတယ်ချက်ချင်းပဲအံ့ဩဖွယ်ကောင်းစွာမစ္စတာဂူကသူမရှိမှပေါ်လာခဲ့ပါတယ်မစ္စတာဂူကသူ့နှလုံးထဲမှာတန်ရှင်းသောအရာကတောက်ပနေတာကိုမြင်လိုက်တဲ့အခါအယမ်းအံ့ဩသွားခဲ့ပါတယ်ဒါပေမဲ့ဘာမှမပြောနိုင်ခင်မှာပဲလုံခြုံရေးဝန်ထမ်းတွေကမိန်းကလေးကိုအပြင်ကိုထုတ်ပစ်လိုက်ပါတယ်သူမရဲ့ရည်ရွယ်ချက်ကပင်လယ်ရဲ့မျက်လုံးကိုပြန်ယူချင်တာပဲဖြစ်ပါတယ်နောက်ဆုံးအကြိမ်သူမအခက်ခဲကြုံပြီးမျက်ရည်ကျတဲ့အချိန်မှာမစ္စတာဂူကသူမရှိမှပေါ်လာခဲ့တာကိုမှတ်မိသွားပါတယ်။အဲဒါကြောင့်ဒီတစ်ခါလဲကိုယ်တိုင်မျက်ရည်ကျအောင်စူးစမ်းလုပ်နေခဲ့တာပါ။